အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် D728 ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ Apocalypse Zombie Survival တခုဆော့ပြတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့ပြီးနောက်အကောင့်လေးနှိပ်ပြီးတော့ကြပါအားလုံးပဲကျေးဇူးတင်ပါတယ် Let's go ရှာအိုးကျွန်တော်လည်းလဲတော့ပဲအပြင်ထွက်ကြည့်မယ်အိုးကျွန်တော်ပင်လယ်ထဲရောက်နေပါလားဟောကျွန်တော်ပြန်မှတ်မိပြီကျွန်တော်တို့ခုနကမှရေအောက်စကန်ထဲမှာခုကျွန်တော်တို့ကိုစေလွတ်လိုက်တာပဲဟုတ်ပြီအဲ့ဒါဆိုဟာအယူကောင်းနေကျွန်တော်လည်းပန်တိုင်းလို့နေတယ်ကျွန်တော်ချက်တက်ကြည့်မယ် safety ဖြစ်တယ်ချက်တက်ကြည့်မယ်ဘာလဲလဲမသိကျွန်တော်ဖတ်ကြည့်မယ် cave ကျွေလာ one the left ဒါပါကောင်းလေကျွန်တော်နားမလည်ပါဘူးခင်ဗျာအဲ့တော့ပြန်ထည့်ထားမယ်โอเคကျွန်တော်တို့အပြင်ထွက်မယ်လိုက်ကြည့်ခုနကဇုံမီနှစ်ကောင်ပါလားမြန်ပစ္စည်းမြန်သိမ့်မယ်ဟိုပစ္စည်းရှိတယ်ကျူမယ်ကျွန်တော်တငယ်ချင်းနဲ့အိုင်းပြီးတောင်းမှပါတယ်ကျွန်တော်ရဲဘော်ရဲတာတို့တကောင်ရဲ့ကောင်တော့ယူပါမယ်နော်ဆင်းပြေးလာနှစ်ကောင်လားโอเคအဲ့ဒါဆိုရင်ငါထွက်မယ်ဇုံမီနှစ်ကောင်ရှားကွာရှင်းမယ်ငါရောကစားချင်မောင်လီစာကြီးချိန်နဲ့တော့ကြီး reload တဲ့ animation ကဆောင်းတယ်အဲ့တော့ပြင်မယ်စားပြီးသွားအဲ့ဆိုရင်ပစ္စည်းထည့်ပြီးရေးတယ်ဆင်းမယ်ကုန်းမော်တော့ရောက်လာပြီပဲအဲ့ဆိုလို့ချင်းပစ္စည်းလိုက်ရှာချင်โอเคလောဆယ်လိုပါသေးတယ်ဒီဘက်တစ်ခုတည်းကိုရင်သွားကြည့်မယ် let's go ဝင်မယ်โอเคဒီမှာတကားပါပဲတကားပါတော့ဝင်ရုပ်လေရတော့ကောင်းတယ်လို့နေကွာတထေးလေစီးပြီးတော့အထဲမှာပါပစ္စည်းမှမရှိစုပြုတ်လေးနှစ်ခုပဲပါတာအထိပ်ရွယ်မရှိရကျွန်တော်တို့အိမ်ထဲပဲဝင်တာကောင်းတယ်လေတယ်ဆိုရင်ဘာရမှာမဟုတ်အဲ့တော့အိမ်ထဲဝင်မယ်ဖြည်းဖြည်းအရှိမတခုဟာရအဆုံးပြီးမလားလကူကွာရောကွာအိမ်မှာပြုံတေးဦးတယ်တေးပြီအဲ့ဒါဆိုရင်ကျွန်တော်ဝင်ချက်ထဲမှာ live version potion နဲ့ water နမဲရိုက်ထည့်တာတော့အဲ့ဒါကျွန်တော်တို့ဖြစ်လို့မရအဲ့ဆိုရင်ကျွန်တော်ဒီမှာပဲကြည့် baking အဲ့ဆိုရင်ကျွန်တော်တို့ဒီပစ္စည်းတွေရတယ်ကျွန်တော် survival မှာတော်တော်အသုံးဝင်ပါပဲကျွန်တော်ယူထားကောင်းတယ် okay ဒါတွေပဲပေါ့ကွာဆက်ပြီးယူအပြင်တော့ရောက်လာပြီလောစတဲ့သွားမယ်အချိန်မှာတော့မြို့ကြီးတော့တွေ့ရဒါမှလည်းခြုံနေချုပ်ချက်ခန့်โอเคဒီဒါတော့တွားမယ်ခုနဇုံမီနှကောင်တွေ့ရဆိုဇုံမီကတော့ချိပါပဲလဲလက်တယ်ကွာစင်ပြေပြီးတော့ချက်ကတာကြီးတာဘာမှမရှိဘူးချင်းမရိုင်းတာโอเคဒါဆိုလည်းနည်းလုံးကြုံနေရမယ့်နေရာလိုက်ရှာမယ်ကားပေါ်တက်ပြီးမြို့ရဲ့အလဲတော့မဟုတ်ပါဘူးလေမြို့မြင်ရဖို့တော့မယ်โอเคဘာမှတော့မရှိဘူးကွအဲ့ဒါဆိုရင်ဒီဘက်သွားမယ်โอเคလက်တော့လက်တယ်ဟာโอเคအဲ့ဆိုရင်ကျွန်တော်ရဲ့ plan ကိုပြောပြမယ်โอเคကျွန်တော်ကူပြထားတဲ့အတိုင်း food ရဲ့ base ရဲ့ weapon and safety ကျွန်တော်တို့အဲ့ဒီအတွက်ကျွန်တော်တို့မှာနှစ်ခုလောက်ကရတော့ပြီကျွန်တော်တို့ကျန်တာတွေဖြည့်ဖို့ဆိုကျွန်တော်တို့အရင်ဆုံးရဲစခန်းတို့စေးရုံတို့လိုက်ရှာရမယ်အဲ့ဆိုရင်ဒီဘက်ကိုအရင်ဆုံးတော့ကောင်းတယ်အဲ့ဒါကိုတွားကြည့်မယ်
အိုးဒီမှာမြေရောက်လိုင်းတွင်းတွားနေရတယ်သူအဲ့နေရာကိုတကူတော့တကူပဲထိုင်ပါတော့အဲ့နေရာကိုကျွန်တော်နောက်ပြီးတော့မှကျွန်တော်တို့လိုချင်တာရှာပြီးတော့မှကျွန်တော်တို့ဒီကိုပြန်လာခဲ့မယ်အဲဆိုရင်ကျွန်တော်တို့အရင်လိုက်ရှာရမယ်ဒီနားလည်းမဟုတ်ဒီမှာဒီနားမှာရှိပါမှာကျွန်တော်မျိုးပြတယ်ဆိုတော့အိုးဟိုမှာအပေါင်းပုံစံလေးနဲ့အဲ့ဒါဆေးရုံနဲ့တူတွားကြည့်မယ်အဲ့လိုနဲ့ပဲကျွန်တော်တို့မထင်မှတ်တဲ့အရာတစ်ခုကျွန်တော်တွေးလိုက်ရတယ်ဗျ။အိုးကျွန်တော်တို့ဒီမှာဘာကြီးလဲအယူကောင်းနေကြည့်ရလူရီဒီနာတော်တော်ပြုံလိုက်သေးတာရဲ့ပုံပဲ။ပေါင်းချင်းမှာတခြားဘာမှတော့မရှိဘူးလောလောဆယ်တော့အမှန်လည်းလူသေးတာဆိုတော့ IB ကျွန်တော်ဒီမှာကဒါစတိုးဆိုင်နေတွေ့ကြည့်ရတာ။ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အဆင်ပြေရဲ့။တိုးဆိုင်ဆိုပစ္စည်းရှိကုရတိကိုကမနက်ဘက်ဆိုကျွန်တော်တို့လောဆယ်လက်နေရတယ်ကွာအဲ့တော့ကျွန်တော်ညဘက်တိအချိန်ယူပြီးကျွန်တော်အဲ့ဒီဆေးရုံအကုန်လုံးပတ်ချမယ်ကွာအိမ်ထဲဝင်မယ်ဟိုအထဲမှာတခုလှုပ်တာတွေ့လိုက်ဟုတ်တာဗောဆရာသမားတို့အားရတကောင်းမျိုးလုံးအဖြူကြီးနဲ့ပြေးမယ်လာ fighting play ကြပါကွာWelcome to San Andreas, I'm CJ from Grove Street. Landed the heinous gangbangers in cold heat. And Los Santos neighbors get no sleep. Beefing with anybody, competing, even police. Fold deep in the green rag with gold feet. Blast with the flag on the strap, that's OG. Stay in shape, hit the gym, lift the weights. Get super cutter, big and buff, nice and straight. You got stats, respect, weapon, skill. Stamina, muscle, fat, and sex appeal. You get clothes from Binkos and Prolapse. Suburban zip, victim and desatch. Watch your back when in rival hoods. They'll test just to guess if your survival's good. Ducking shells at the clucking bell. Jump out, busting, gun until they tuck their tail. တော်တော်လေးစိုးတာပဲကွာစင်ကြီးတော်တော်ကြုံကောင်အိုးဒီမှာတကောင်ကြံနေရ what the fuck အာယာဒီလိုဟောโอเคအဲကျွန်တော်လောစတိုးဆိုင်နဲ့ရောက်သွားပြီထဲမှာတော့ပစ္စည်းကစုံစုံလင်းလင်းပဲအဲ့ရခင်းနေပါရောကျွန်တော်တို့အရင်ဆုံးညမရောက်ခင်ကျွန်တော်တို့အရင်ဆုံး safety ဖြစ်အောင်ကျွန်တော်တို့ block တွေလိုက်ဖြတ်မယ်အဲ့ခင်းယူမယ်နောက်ပြီး safety ဖြစ်အောင်နေမယ်ပေါ့ဗျာကျွန်တော်တို့ store ဆိုင်အရင်ဆုံးလုံးချောင်းထားပြီးတော့ပြီအဲဒါဆိုရင်ကျွန်တော်တို့ပိုပြီးလုံးချောင်းတော့ဟိုဘက်ကပတ်စံရှင်းတဲ့နေရာမှာကျွန်တော်တို့အရင်ဆုံးသွားမယ်သွားပြီးတော့အဲ့ခင်ယူပြီးညမှာတတာကိုဖြတ်ပြီးမှအဲ့ခင်ထားနောက်တတာတိတ်မရှိတော့လို့ကွာတတာထက်ရှိတယ်ကျွန်တော်တို့အဲ့မှာထပ်ပြီးဆောက်လို့ရတယ်โอเคလက်နေတယ်ဘာလည်းမရှိပါလားကွာပတ်စံလေးပါလေးကြည့်ရင်တော့တမျိုးပေါ့ကဲလောဆယ်ပေါင်းရင် save တော့ save တယ်အဲ့ဒါ Respawn point set. respawn set ပြီးတော့ကျွန်တော်ညအချိန်လေးစောင့် at night and during thunderstorms.